တော့ပါလဲလေခေါ်လို့ဆိုရင်ပါစင်ဒါပဲပေါ့အဲ့တော့ဘာလို့လာလဲလဲဆိုပြီးတော့ I call as your house is you လာလို့ဆိုရင် I call you ဒါပဲပေါ့ရပါစေနော်ဟုတ်ပြီအဲ့တော့ဘယ်ကိုအဲ့လိုမျိုးခေါ်စီတဲ့မိတ်ဆွေတော့ပါပြီโอเคနောက်တစ်ခါကြောက်ပြ Roman return to the town of Rosley ဘာလို့ရှာတော့ return ဆက်ပြက Roman return ဆိုတော့ဘာဖြစ်လာလဲပြန်လာတယ်နော် to the town of Rosley က အဲ့တော့ phrase တော့ဂျာရရှင်အဲ့တော့သူ့ရဲ့စာတိမျိုးလေးကို Roman ကဘာဖြစ်လာလဲပြန်လာတယ်ရပါစေနော်โอเคဒီမှာလည်းလည်းရှိပြီနောက်တစ်ခါကြောက်ပြ Suddenly ဘာလို့ပါလဲဆန်ခါကိုဆန်တော့ဆန်တော့သူ့ရှာလိုက်တယ်ဆန်တယ်ရဲ့ဘက်ဆိုဝါလေးဆိုရယ်နော်အဲ့တော့ his father had time ဘာလို့ရှာတော့ဆန်ပြက his father had time ဆိုတော့ဘယ်လိုလဲတိုင်းရဲ့အမူကအဲ့လို his son was in the short forest spread across the pray every God die was every God die what his son ဘာလို့ရလား complete number 2အဲ့တော့သူ့သားလေးကကြောထဲမှာအမှန်တရားအတွက်တိုက်ပွဲဝင်နေစင်ပါပဲသူ့ဖေကဘာဖြစ်သွားလဲသူ့ဖေကဆုံးသွားပါပြီဇာတ်လေးကခဏလေးရောက်ကြနော်โอเคဟုတ်ပြီရနော်အဲ့တော့ second ကိုကြည့်ပါဦးနော်လောဘလား edge လား alpha လားအဲ့တော့သူကဘယ်ရလာလဲဆက်နောက်လောဘလား edge လားအဲ့ဒီဆိုပါကြည့်လေအဲ့ဒီမှာဆက်အဲ့တော့ပြောရင်နောက်ပြောရင်အောက်ဆိုရင် တို့ဘာပြောင်းအောက်ဆိုရင်ရောဝတ်စတဲ့မီဘယ်တော့ကြရအောင်ကြည့်နေကွာရောဝတ်စတဲ့မီဘယ်တော့ကြရအောင်ကြည့်ပွဲနေအားချင်းသေးရပေါ့ကြောင်စားနော်ဟုတ်ပြီညာနော်ဟုတ်ပြီအဲ့တော့အင်္ဂလိပ်စကားကိုအခုလို့ရှိရင်တော့ဘာလဲစက်တာ A ဝိုင်းစားမယ်စက်တာ A ဝိုင်းစားမယ် SAD ကစက်တာဖြစ်တဲ့သူကဝိုင်းစားဖြစ်တယ်ဒီမှာတော့ SC ကဝိုင်းစားဟုတ်ပြီလားအဲ့တော့လောကဓာတ်အနေနဲ့အများကြီးကြော့ပြက်မှုတဲ့သူကပို့ပြီးရင်းချက်စက်သားရေးဝိုင်းစားမယ်လောကဓာတ်ကြီးကြုံမှုတွေပြရပါပြီလေရင်းချက်နေပါလေဒါဆိုတော့လောကုတ္တရာနဲ့ဘာလာတယ်ဆိုတော့ဒုက္ခနဲ့တွေ့ပြီးတရားနဲ့ဒီနေတယ်နော်အဲ့တော့လူတယောက်ကဒုက္ခတွေအများကြီးသူ့ကြုံပြီးဒုက္ခတွေအများကြီးသူရင်ဆိုင်ရလေတရားနဲ့ဘာဖြစ်လေဒီနေတယ်အဲ့ဒုက္ခတွေကနေသူဘာဖြစ်အောင်ကြိုးစားတယ်လွတ်မြောက်အောင်ကြိုးစားတော့အဲ့တော့ဒုက္ခအများကြီးနော်အဲ့တော့တရားနဲ့ဒီနေတယ်စက်သားရေးဝိုင်းစားမယ်ဟုတ်ပါပြီအဲ့တော့ Robin ကပြန်လာပါလေ Chai ပြီးတော့ပါပြီသူ့ပြီးတော့နော်အဲ့တော့ GIE Chai President ဟောဆက်တာ President ဆိုရင် GIE Chai ဟောဆက်ဒီပါဘာပါလဲဆိုရင်ဒီပါပြောဒီပါ Chai